နဲ့အတူအဇူဇာဒကာဒကမ၄ယောက်လောက်မာအေးမြင့်တို့ဖွဲ့တွေ၄ယောက်လောက်ကြွပြီးတော့ပေးပါမယ်နောက်ဒုတိယအစီအစဉ်နေနဲ့ဓမ္မတုဒ္ဒဆရာတော်အဖွဲ့ကဇေဒီတစုအတွက်အလှူတော်ပေးမှာဖြစ်ပါထို့နောက်မှာဘုံမနောစီရတေကဆရာတော်ဥဏ္ဏနာတာရနဲ့စီရတေအဖွဲ့ကနေပြီးတော့ဘုံမနောအလှူငွေပေးမှာဖြစ်ပါအဲ့တော့စီရတေအဖွဲ့မှာဘုံမနောတဦးချင်းလှူရှင်လည်းပါတယ်နော်တူးချင်းလှူရှင်ကိုမောနဲ့မှအန်းကပေးပါနော်ဘုံမနောဒီအဖွဲ့ကိုစားကိုတော့မမိုဤတို့နော်အဲ့ဒီမိနီတို့အဲ့ဒါဟိုတန်းတန်းထွေးတို့နော်အကင်းတို့၄ယောက်လောက်၅ယောက်လောက်ပေးပါမယ်နော်ပေးပါပြီးရင်ဘုံမနောဒီဟမုံမေးဆရာတော်ဥဩဒရနဲ့ဒကာဒကမတွေကပေးမှာဖြစ်ပါဆရာတော်ဥဩဒရနဲ့အတူပုံညေတီအဖွဲ့ကဒကာဒကမတွေကပေးမှာဖြစ်ပါနောက်မုရိဒာဆရာတော်အဖွဲ့ပေးမှာဖြစ်ပါမုရိဒာဆရာတော်နဲ့အဖွဲ့မှာဘုံမနောဒကာကြီးဥတင်ထွန်းတို့ရဲ့နောက်ပြီးတော့ဒီဓမ္မကြီးဒေါ်မြတီတို့ရဲ့သူတို့ကပေးမှာဖြစ်ပါနောက်ပြီးတော့ရွှေဘုံမွင့်ဆရာတော်နဲ့အဖွဲ့ကပေးမှာဖြစ်ပါရွှေဘုံမွင့်ဆရာတော်နဲ့အဖွဲ့ပေးမှာဖြစ်ပါထို့နောက်မှာလန်ဒန်ဆရာတော်ဥလောကနာထနဲ့အဖွဲ့ကပေးမှာဖြစ်ပါတယ်နော်လန်ဒန်ဆရာတော်ဥလောကနာထနဲ့အဖွဲ့ကပေးမှာဖြစ်ပါတယ်နောက်ပြုကြနေဘုန်းကြီးဥဒေါသနာနဲ့အဖွဲ့ပေးမှာဖြစ်ပါတယ်ပြီးရင်ဘုန်းကြီးဥဒေါသနာနဲ့အဖွဲ့ပေးမှာဖြစ်ပါတယ်အားလုံးဂရုပြီးသွားတဲ့အခါမှာတူးချင်းအလူရှင်ဖြစ်ဒကာကြီးအဇူဇာဥက္ကဋ္ဌဒကာကြီးဥတင်မြင့်တို့မိသားစုပေးမှာဖြစ်ပါထို့နောက်မှာစီရတေကတူးချင်းအလှူရှင်ကိုစားကိုမောမအန်းတို့ကပေးမှာဖြစ်ပါတယ်တူးချင်းလှူရှင်ဖြစ်အဲ့ဒါဒကာဒကမတွေအရန်တဲ့ပြင်ဆင်ထားဖို့ဖြစ်ပါတယ်ရှေးဥစွာအဇူဇာဆရာတော်နဲ့အဖွဲ့ကပေးမှာဖြစ်ပါတယ်အဇူဇာဆရာတော်နဲ့အဖွဲ့မှာအဇူဇာဒကာဒကမများအရန်တဲ့ပြင်ဆင်ထားဖို့ပြီးမှလှူတော့နော်ပြီးမှနော်ပြီးမှဘုံမုံတို့စီလှူရမယ်ရှေးဥစွာဇူဇာဆရာတော်နဲ့အဇူဇာဖွဲ့ရောက်ပြီလားအဇူဇာဖွဲ့ရောက်ပြီလားရှေ့လားလက်မထောင်နဲ့ဒီရှိလာအရန်သိမ့်ပြန်တာကိုလဲခေါ်လို့ရှင်ဒီရှိလာရဲ့အဲ့နာမထိုင်နဲ့ဒီရှိလာဒီရှင်နာကိုထိုင်အရန်သိမ့်လုံးလာခေါ်လို့ရှင်တန်းလာအဲ့ကင်မရာတော့မကွယ်နဲ့သူတို့သတ်မှတ်ထားတဲ့နေရာမှာထိုင်နောက်ဒုတိယဓမ္မတုဒ္ဒဆရာတော်နဲ့အဖွဲ့ဘယ်သူခေါ်ဟမ်အလေယလာခမရတို့အဲ့နာထိုင်ဒီနာမှာဓမ္မတုဒ္ဒဆရာတော်နဲ့ပြီးနော်အလေယဘယ်သူပါသေးတော့
ဦးတင်လန်းအဲ့နော်ရဟမ်တသူဆိုနှစ်ခုလုံးမှာဘုံရနှစ်ခုနော်နှစ်ခုဆိုတော့နောက်နှစ်ကြိမ်လောက်အောင်ဘုံရနော်ဘယ်သူခေါ်ရအလီကဘယ်သူလာသေးတော့ဓမ္မတုဒ္ဒဆရာတော်နဲ့နောက်ထပ်2 ယောက်လိုပါသေးတယ်ကိုစားလှူပေးရမှာဖြစ်ပါတယ်ကိုစားလှူပေးရမှာဖြစ်ပါတယ်ဓမ္မတုဒ္ဒဆရာတော်နဲ့နောက်ထပ်2 ယောက်အလီကကြွိုင်းမယ်ဆိုရင်ထိုင်မှာပထမဦးတွန်းလင်းတို့ဒုတိယနော်သွားလို့ရတယ်ကြွိုင်းလို့ရတယ်နော်နောက်ပြီးတော့ဟမုံဘေးဆရာတော်နဲ့အဖွဲ့လှူဒန်းမှာဖြစ်ပါတယ်ပုံညေတီဖွဲ့ရောက်ပြီလားပုံညေတီဖွဲ့ရောက်ပြီလားရှေ့လားအဲ့ရှင်နာထိုင်ဒီဘက်ကိုကင်မရာမကွယ်နဲ့ဘုန်းကြီးဥဩဒရာနဲ့နော်ဟမွန်ဘွေးဆရာတော်နဲ့လှူအပ်မှာဖြစ်ပါတယ်ဘုန်းကြီးဒီဖွဲ့နောက်ပြီးတော့မူရိတာဆရာတော်နဲ့အဖွဲ့ဓမ္မကြီးဒကာကြီးဦးတင်ထွန်းလာဒကာကြီးဦးတင်ထွန်းရှိလားအဲ့နာထိုင်မယ်မူရိတာဆရာတော်နဲ့မှတ်ထားနော်ဒေါ်မြတ်တီလာလားဒေါ်မြတ်တီနေရီတို့ဒေါ်မြတ်တီတို့နေရီတို့လာလားရောက်ပလားနောက်ပြီးတော့ဘုန်းကြီးဥတောတနာနဲ့စကရမန်တို့ဒေါက်တာစိန်မြင့်တို့ဒေါက်တာစိုးစိုးမော်တို့တဲ့ဒကာကြီးတို့အဲ့ရှင်နာမှာနည်းနည်းထိုင်တာအရန်သိန်းလောက်တာကိုဆရာတော်နဲ့ကိုမှတ်ထားနော်ခေါ်တာနဲ့တန်းလားချိန်ဖြူအဲ့နာထိုင်အင်္ဂလန်မရှိဘူးတယောက်ထည့်ပြီးဒါတော့ပြီးပါတန်တင်မြင့်ဒီစကရမန်တိုနဲ့အဖွဲ့နော်မှတ်ထားနော်ဘုန်းကြီးဥတောတနာနဲ့တန်းထားနော်မစောင့်နိုင်ဘူးဘုံတို့နေရီတို့ဟိုမှာဦးတင်ထွန်းတို့နဲ့ဟိုနာထိုင်နေရီတို့ဟိုနာထိုင်မူရိတာဆရာတော်နဲ့အလှပေးရမှာဖြစ်တယ်နော်မူရိတာဆရာတော်နဲ့အဲ့နာမှာထိုင်ဒေါက်တာစိန်မြင့်တို့အားကြီးတို့ရှိစကရမန်တိုဆရာတော်နဲ့နော်စကရမန်တိုဆရာတော်နဲ့ရှင်နာတို့နောက်ပြီးတော့ရွှေဘုံပွင့်ဆရာတော်နဲ့အဖွဲ့ဘယ်သူတွေရောက်ပြီနော်ဟုတ်ပြီရွှေဘုံပွင့်ဆရာတော်နဲ့အဖွဲ့ကိုဆရာတော်နဲ့ကိုမှတ်တာဘုန်းကြီးဦးလောကနာထားနဲ့တပါးရှင်ဟမ်ဘုန်းကြီးဦးလောကနာထားနဲ့အေးဘယ်လိုရွေးသားမှာလဲဘယ်လိုရှိYes, it's okay. I sit this. Yes, that's what I say. Please take time, no? Yes, sir. ဘုန်းကြီးဦးလောကနာထားတယ်ဘယ်လိုရှိ In the case the president the people and the leader people we meet together that's why I want to make ကိုစားဘယ်လိုရှိတော့ကိုစားနာမည်ပေးလိုက်ပြောဘယ်လိုရှိကိုအောင်မိုးတို့ခင်ဗျားတို့လန်ဒန်ဆရာတော်နဲ့ပေးရမယ်နော်ဒီနဲ့လန်ဒန်ဆရာတော်နဲ့ကိုအောင်မိုးတို့2 ယောက်ရယ်နော်ဓမ္မကြီးတို့လန်ဒန်ဆရာတော်နဲ့ပေးဓ
ဓမ္မကြီးတို့ထိုင်နော်အဲ့နာဓမ္မကြီးဟိုကစီစဉ်ပေးဆိုနာနော်ဟုတ်ဥဒိလနန္ဒဥကုဒလသူဘလို့စီစဉ်လုံးမှာတော့လို့ပညာကရောစတော့မယ်ဒီရှင်းမှာပေးမှာနော်ရှောက်ပြီးမှပေးမှာနောက်ဆုံးကြမှာဟိုတန်ခါမေတ္တာပို့ရတရားမေတ္တာပို့ဒီဘက်လာဦးစင်းဒီဘက်လာထိုင်ဟိုဘာရင်လုံးမယ်ဟိုအလူရှင်းတယ်တော့ရှောက်ရရှိရှောက်စရာအများကြီးဘယ်လိုမှရှောက်စရာမရှိဘူးလူဖို့ရှောက်ဟမ်လူဖို့ကိုစားအဲ့ဘယ်အစီအစဉ်တိုင်းလှုပ်မယ်လေတပည့်တော်တို့က10ဖွဲ့လောက်ပေးပါတပည့်တော်တဆူချင်း10ဖွဲ့လောက်ပေးပါနော်နောက်ပြီးမှပြီးသွားရင်ဒီလာဗီယက်နမ်လာဟုတ်ပြီအဲ့ဟာပြီးမှအလူငွေကိုအရင်ပေးမှာပေါ့နော်ဒီတခါတည်းလက်ဆောင်မှာတခါတည်းပေးရမှာဒီမှာနော်တခါတည်းဒီကခေါ်ပေးမယ်တူးချင်းတပည့်တော်ခေါ်ပေးမယ်ခေါ်လို့ရှိရင်အဲ့ဒီမှာပေးမှာဒီစားပြောလိုက်ရှောင်းနေကြားနေမှာအများကြီးဆိုတော့နော်လိုက်ပါဦးတပ်ပါပြီးတော့နည်းနည်းပဲပြောပြီးတော့နည်းနည်းပြောgai sẽ nói thôi xong rồi cũng nhiều dạ thì tùy ngài quyết định bây giờ nhà mà từ ra nên đi biểu nó nên đi biểu mấy bùi đi ra cả bà biển English nó bây giờ nên về biểu mấy cũng không mà biểu đâu nó ngài sẽ đại diện cho chúng ta nói vài lời thôi dạ sau đó thỉnh ngài Lào nói thì bên chư tăng Lào cũng Lào thì sẽ rồi cô ra nên cho đi Lào sẽ được qua ship quay lòng cả bài ship quay xe quay lòng bên nhóm ngài là tạm những 10 nhóm cũng như cho nên mất dạ vì đây là một người này đã xong cả đời vì vậy đó tạm đến 10 nhóm đó thì họ sẽ lên để cúng dường và mỗi nhóm cúng dường cái tài xong rồi là tặng quà cho nhóm đó luôn ôi Uri à ôi này đi à lâu liền CD à có CD số bao à lâu ya cô đi một đi là cô đi bên là
10စုကလောလောဆယ်ရတာ10စုကငွေရပြည့်ချက်တယ် အဲ့ဒါဘုန်းကြီးမတူတာဆရာပါပါနှစ်စုလုံးပါနှစ်စုလုံးပါဆက်သက်စုအမှန်ဒီနေ့အမှန်ဆက်သက်စုအပါတော့တပြည့်တည်းမှာတော့ဒါပုဂ္ဂလိကမှာပါပုဂ္ဂလိကမှာပါဘာလို့လဲဆရာတော့နှစ်စုလုံးနှစ်စုလုံးပါပါဒီကျမှဆက်သက်စုတယ်ဒီပေးထားတာငါးလုံးမောင်တော့ဆက်တာအကုန်လုံးလှူပြီးသားပါဆိုလို့ရှိရင်9စုလောက်ရှိတယ်နောက်ထပ်လှူပြီးသားလည်းကိုတူတော့အဲ့ဒါဆိုလို့ရှိရင်19စု18စုလောက်ကိုမောင်တို့လည်းသူတို့လည်းပတ်တော့အဲ့ပြောစင်းနေတယ်ခဏဒါလည်းမောင်တို့ပြောတာပါလားမောင်တို့လားဆက်တော့ပေါ်ကြည့်လိုက်ကိုမောင်တို့ရှိတယ်အော်စတင်ကကိုမောင်တို့ရှိလားကိုမောင်တို့ရောက်လားရှိတယ်ဒီကရွေးရှိတယ် တရှိလာတယ်နော်ခင်ဗျားတို့လည်း ဒေါက်တာလက်ဝေ လူငွေပေးရမယ်လက်ခံရမယ် ကိုတူဒေါက်တာလက်ဝေတာ ကိုတူ Kính thưa quý Phật tử, quý vị hoan hỷ giữ im lặng giùm xưa. May I have your attention, please? May I have your attention, please? Kính thưa quý Phật tử, sáng hôm nay là một cái buổi sáng rất là đặc biệt. Đó chính là chương trình cúng dường Bảo Tháp. Tất cả chúng ta biết rằng công trình Bảo Tháp Tàng Kinh Thánh Điển Dhammacetiya sẽ được xây dựng tại khuôn viên này, 840 cái tháp cả thảy. Và trong suốt thời gian qua đó thì Phật tử, tăng ni Phật tử khắp nơi trên thế giới ủng hộ cúng dường cho công trình Bảo Tháp này qua nhiều cách khác nhau. Tuy nhiên, vào buổi sáng hôm nay là một cái buổi sáng rất là đặc biệt. Đó là có sự chứng minh của đông đảo chư tôn đức tăng và có sự hiện diện của chư ni cùng tất cả quý Phật tử các nước, các quốc gia khác nhau. Và buổi sáng ngày hôm nay, chư tôn đức tăng Miến Điện cùng hội chúng Phật tử Miến Điện rất đông từ các tiểu bang, từ các quốc gia đã quy tụ về tại nơi đây buổi sáng hôm nay. Và chính buổi sáng hôm nay sẽ là buổi sáng cúng dường Bảo Tháp, mà sự cúng dường vô cùng là gọi là sao? Hoan hỷ trọng đại, bởi vì Ngài Tam Tạng thứ 9 từ ngày mà Ngài biết đến công trình, Ngài rất hoan hỷ với công trình Bảo Tháp này. Và lúc đầu thì Ngài nói chuyện với sư đó thì Ngài nói rằng là Ngài sẽ cố gắng cúng dường một cái tháp nhỏ. Rồi sau đó Ngài tăng lên 3 cái tháp nhỏ. Rồi sau đó Ngài tăng lên 10 cái tháp nhỏ. Và bây giờ là 15 cái tháp nhỏ. Và buổi sáng hôm nay, chính Ngài Tam Tạng Chính và chư tôn đức tăng và chư Phật tử Miến Điện sẽ làm lễ cúng dường 15 cái bảo tháp nhỏ đến công trình Bảo Tháp Tàng Kinh Thánh Điển. Kèm theo đó, đó là sự cúng dường một bảo tháp của chư tôn đức tăng Lào tại nước Mỹ. Và sau đó là Phật tử Việt Nam có cúng dường thêm 2 cái tháp, một cái tháp ở đây và thêm vài Phật tử cúng dường thêm 2 cái tháp nữa nhưng không có mặt ở đây. Respected Mahasangha, dear lay devotees, this morning, this special occasion, it is very special and very meaningful for us. As you are known, you are sitting and standing on the land of the Dhammaceti project. This land will be built
840 stupas total in stone. This 14 acres of land will filled up with all the stupas, jedi. We are very grateful and honored to have the support and the love from most Venerable Sayadaw Ugandamala. At first, when he heard about this project, he said he would try to offer one stupa. And then after that, he increased it to 3 stupa. And he said, I still remember last year when we did the Sima right behind this tent. And then he hugged me and he rubbed my head while I cried. He said, don't worry, I will support you all the way until you finished. That was his word right on this land. And he did it. From 1 stupa to 3 stupa to 10 stupa and now 15 stupas. So this morning is the offerings of 15 stupa from the Burmese Sangha. Oh, something new. It wasn't 15, but it's 17. And so this morning, the Sangha, the lay devotees will be offering the 17 stupas, the 17 small jedi to this Dhammaceriya project. Each jedi costs about 75,000. Have you all seen the sample stupa yet? No? Yes? The stone one right in front of the shrine hall is not completed yet. Okay, but that is the small stupa. It's about 14 feet, 14 by 14 by 27 or 30 feet high. That is the small stupa. That stupa alone weight 43 tons. Okay, that small stupa weight 43 tons, and it takes 2 containers to ship from India to here. 2 containers. At first, when I came up with this project, I priced it 50,000 for many people to offer, suitable for people to offer. And then after talking with the engineering firm and everyone else, they say, no. And so that is why we increased it 70,000 and then 75,000. And I capped at that 75,000 for small stupa. And now after the craftsmanship in India, they made that stupa in Makarana marble. Makarana marble is the marble they use for the Taj Mahal in India. That type of marble is a special marble. After they finish it, shipped it here, that 75,000 is gone. Okay, we haven't set it up yet. We don't have foundation yet. But we cannot increase the price since we already announced that and many people already offered. And we are grateful enough that Sayadaw said, if the price is increased, then you will support the rest. Is that right? Thank you so much for that. And so, beside the Myanmar Sangha and the lay devotees, we also have the Lao Sangha in United States who offer 1 stupa as well. And then we have a couple of Vietnamese family also offered 3 stupas. So today alone we have 21 stupas offering this morning. Isn't it great?
Venerable Sir, we invite you to come up here, sir. Bhante. We respectfully invite you to come up here. So, we have 10 medium stupa, which cost 125,000 per stupa. Those are medium stupa, and they are already donated. We have 729 small stupas. And after today, we have about 55 stupa, 55 of the small stupa. We still have about 600 something to go, or 700? 700 something to go. It's okay. It's still a small number, better than 725, 825, 29, right? So let us all start with this event. You will listen to most respected Sayadaw